Hello အားလုံးဝမ်းမိန်ပါဗျာကျွန်တော်နာမည်ကစကာလီရောကျွန်တော်ဒီနေ့ Skywalk ကို Christmas 2020တခြားဘယ်လိုလဲဆော်အားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲဗီဒီယိုဆောင်းကြည့်ပြီးတော့ကြပါအောင်ဗျာဒီကောင်ကျွန်တော် in frame ဗျာ sorry ရအောင်လို့ငါ grind time လို့ sorry ပဲဟိုဆိုတော့ဟိုဘက်မှာအလံဖြူရှိသေးတယ်ဆိုတော့အလံရှိလို့ရှိရင်အဲ့ဒါနှမီရှိတယ်ကိုပြောတော့အလံဖြူဆိုတော့ဒီကောင်နူးတဲ့ကောင်ပဲဆိုတော့ကျွန်တော်တတ်ပြီဟိုကောင်လည်းတတ်တယ်ကြည့်လိုက်ဒီကောင်အာမမရှိဘူးဆိုတော့ကိုလို့ကြည့်လိုက်ပြောတဲ့အတိုင်းကြိုက်ကျွန်တော်ဘာလျှောက်ရိုက်ဟာဒီကောင်လည်းမူးနေတယ်နောက်ပြင်ဝင်နိုင်တယ်ဗျာတကြိုက်လိုက်ဟုတ်လားဟာအင်္ဂလိပ်ကိုကလည်းအောင်းလည်းမနည်းအနာဘရက်နဲ့ပြန်တက်လာတယ်ဘယ်လိုတော့တော်လေးပြစ်ကြပြီချင်းအနာဘရက်ပြစ်လိုက်တာအနာဘရက်ပါလွယ်သွားတော်လေးမပြစ်ကြဘူးတော့ဘာတွင်းနဲ့ပို့ပြီးမယ်ပေါ့အဲ့လိုဖြစ်ခုံစင်းလိုက်တော့လားတော့ဘာတွင်းနဲ့ဒီလိုက်ဒါနောက်ဆုံးတော့ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာတက်တွေ့ကြအောင်တော့ဒီဗီဒီယိုတော့ဒီလိုအားလုံးပဲပတ်ပါမယ်